မင်းကိုဘာသာစကားသင်မှာအဲ့လိုပြောရင်အများစုကစာပဲထင်တယ်စာမေးပွဲပဲထင်တယ်ကျောင်းသားအလုပ်ပဲထင်တတ်ကြတယ်ဒါပေမဲ့အမှန်တရားကအဲ့လိုမဟုတ်ဘူးဘာသာစကားကိုသင်တာကမင်းအရန်တော်ဖို့မဟုတ်ဘူးမင်းဘဝရဲ့အတားအဆီးတွေကိုဖယ်ရှားဖို့ပဲမင်းဘက်ကဘာသာစကားအားနေလို့အခွင့်အရေးတွေကမင်းရှိမှဖျက်လျှောက်သွားနေတာမင်းမမြင်နိုင်တာပဲဘာသာစကားတစ်ခုကိုသင်လိုက်တဲ့နေ့ကစပြီးမင်းကိုတားဆီးနေတဲ့အခွင့်အလမ်းတွေတဖြည်းဖြည်းမြင်လာရလိမ့်မယ်လူတွေပြောနေတာကိုနားလည်လာတယ်စာအုပ်တစ်အုပ်ကမင်းကိုနိုင်ငံတကာစီခေါ်သွားနိုင်တဲ့အထိမင်းဘဝတိုးတက်လာလိမ့်မယ်အလောက်ကင်ရှာဖွေတဲ့အခါဆိုရင်လည်းဘာသာစကားသိထားတဲ့လူကအလောက်ရှာရတာပိုလွယ်လာမယ်ပေါင်းသင်းဆက်ဆံရေးမှာပိုတိုးတက်လာမယ်ကိုယ့်ကိုယုံကြည်မှုပိုရှိလာလိမ့်မယ်ဘာသာစကားတစ်ခုသင်လိုက်တဲ့အခါမင်းရလာတာကစာမဟုတ်ဘူးငါနားလည်နိုင်တယ်ဆိုတဲ့ယုံကြည်မှုတစ်ခုပဲဒါကြောင့်ဘာသာစကားဆိုတာစာမဟုတ်ဘူးမင်းဘဝကိုတိတ်တိတ်လေးကျေပြန့်သွားစေမဲ့လွတ်မြောက်စေတဲ့နည်းလမ်းတစ်ခုပဲ2020လောက်မှာဘယ်ဘာသာစကားကိုလေ့လာဖို့ဆုံးဖြတ်ထားကြလဲ